နေလည်းပြောမယ်ဆိုတော့နော်အမြင့်ကြီးဆိုတဲ့ခါကျတော့ပထမဦးဆုံးတော့ဒါရေးတော့ကောင်းတယ်အဲ့ဒါကတော့ခြေလမ်းကြည့်တယ်ဒါပြောနေဆိုတော့ခြေတော့ကိုကောင်းလာအောင်ဒါဆိုတော့မရသွားပြီပါသားအသေးတော်လည်းဖြစ်ပြီထားတဲ့ဖြိုရဆိုတော့အဲကဲလို့လည်းကျွန်တော်ကောင်းပါလိမ့်ရှင်တော့ပထမပဲပေါ့စဉ်းစားပါလေအားစုကဗျာဒီတစ်ခါတော့ကောင်းပါလိမ့်မဖြစ်တာအဲဆက်ပြောပါဦးဆရာအမြင့်ကြီးဆိုတော့ကျွန်တော်ကြည့်ရတာအဓိကပြောပါတော့ဘာသာရေးတော့ကျွန်တော်အလေးနဲ့ထားတယ်ကျွန်တော်ကိုယ်တိုင်လည်း baptist ကလည်းပြောင်းလာခဲ့ဆိုတော့ဆောင်းမှာဟောမှာဆက်ဖတ်တယ်ကြောင့်ဒီ Seventh Adventist ဒီပါတယ်တော့အဲ့ဒါကြောင့်မြင်ခဲ့ထားနေတော့လို့မြို့ကမှုကြားတာဟောမှာလမ်းတန်းရှိရမောကိုကတိတ်ပဲကေကတိတ်ပဲပါ Sunday ဒီခေါ်တယ်လေ Sunday ပဲဒီလိုမောအဲ့ဒါကြောင့်လောကစာလို့ဘုန်းကြီးခေါ်ပါပွဲအောင်မောအဲ့လိုကြီးနေပွဲတယ်မောပတ်တိတ်ကဟောင်းနေမောချီတော့ခေါ်တယ်ဒီလိုခုနိုင်ကြစပတ်ပတ်စံဟောနာနိပိဒီရဲ့ကြားနိပိဒီအဲ့လေလက်ဆောင်တော့ကိုယ်လိုက်ဆောင်တော့ဆက်တော့ဘာကိမနာဟောတော့မတော်ရတော့တယ်ဒီတေးဆက်ဆက်လာစပြအဲ့တော့အော်တော့အချမ်းကင်းဆောင်ကစီနော်ပြန်ကန်เป็นแค่เด็กไว้ก็ร้องมันได้ยังไม่ได้เลยตอนนี้เลยใช่ก็เลยเชื่อค่ะตรงไหนนี่นั่งก็จะจังเป็น好像差别个这样啊นู่นนานู่นอ่ะของบางทีทางกำของนั่นได้ยังตัวเป็นผิวแบบอะไรจังอ่ะเดี๋ยวที่ไหนก็ที่เรานั่งทางกำนู่นอ่ะนั่นได้ยังเสียสุดเลยนาไว้ที่สมบูรณ์ที่เราเนี่ยขาดไปก่อนได้ชีวิตเนาะไอ้สายมันอาเซียนผมอ่ะนุ่งอะไรมั่งอะไรใช่เสียเสียอะไรใช่เอามาเป็นเขียนดูเอามาทำเรื่องจริงมั่งอเมริกาต้องคอยพิจารณาต้องบางทีเนี่ยซาตานลูซิฟ่ากิจิไลต้องกี่บาทให้ได้แค่แล้วก็ไม่ต้องแย่ไอ้บางอาเซียนี่แต่ทำแบบว่านาลูกอ่ะนี่ที่สอนได้จังอ่ะเกี่ยวกับแบบนาลูกอ่ะแต่ตัวพี่ชายเรา应该บอกให้เขาจีเลยเอามันนุ่งกี่แสงเลยเขาเก็เลยเอามาลูกอ่ะเป็นเอ็นนุ่งแบบเดียวตัวจังว่าไอ้เรื่องจังกับมังงี้เราถ้าต้องเรื่องจังจริงๆนี่นะเหมือนตัวตั้งสอนกันละเอามาได้ตั้งแต่คนเอาเพียนี่เลย